ငါဘာလေးတစ်ဖြတ်ဒီလိုမျိုးလေးစားဖြစ်တယ်လို့ရှင်အစလဲခံတယ်စခန်းနေတာပြောတာကအချိန်နဲ့ဘိုက်ကပြန်စားရှောက်ပြီးတော့ဆိုင်နေမှာတော့စားမယ်ဆိုလို့ရှင်လည်းတစ်တုံလေးနည်းနည်းတော့ထည့်ပေးပါအောင်ဆိုအမြဲခဏခဏတောင်းစားဖြစ်တယ်ပေါ့နော်ဆိုင်ရှင်ကလည်းနည်းနည်းတော့မကြိုက်ဘူးပေါ့ခဏခဏတောင်းတော့Hello အားလုံးမင်္ဂလာပါဂူးစုလွှတ်စမမှာဒီနေ့စမမှာတော့မွေးငါကိုချက်ပြမှာမဟုတ်ပါဘူးမွေးငါစားပြမှာဖြစ်ပါတယ်ကဲစမမှာရဲ့မွေးငါစားနည်းလေးကတော့3မျိုးရှိရပေါ့နော်အဲ့တော့အားလေးကိုလိုက်ကြည့်လိုက်ပါအောင်ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီလိုမုတ်ဖက်ဒီလိုချင်းအသေးကို15ဖက်ပေးရတယ်ဒီရထက်ကြီးရဲ့ဟာဆိုလို့ရှိရင်တော့ဒီ30ပေးရတယ်ပေါ့နော်အဲဆိုမှတော့အိမ်မှာစားမယ်ဆိုလို့ရှိရင်တော့အကြီးကိုမဝဲဘူးအကြီးကဖောက်ပြီးသွားလို့ရှိရင်ဟိုလိုမျိုးလေးခက်ခဲကြီးအဲ့လိုမျိုးကြီးဖြစ်သွားမှာမမာကြီးဖြစ်သွားမှာဆိုလို့အဲ့လိုမျိုးအသေးလေးနှစ်ထုပ်ဝယ်ဖြစ်တယ်ပေါ့နော်စားမယ်ဆိုလို့ရှိရင်ရန်ကုန်မှာဆိုလို့ရှိရင်တော့ညက်ဖက်နဲ့စားတာပူကြိုက်တယ်ပေါ့နော်ဒီမှာကျတော့ညက်ဖက်ကိုကျတော့ဒီခေါင်တိုင်တို့ပါတော့အဲ့လိုဈေးအကြီးဘက်မှာတော့ဝယ်မှာပဲညက်ဖက်ကရမယ်ဒီနည်းနာမှာညက်ဖက်ကြီးတိုင်းမရှိဘူးအဲ့တော့ဒီလိုမုတ်ဖက်ပဲရှိရဆိုမုတ်ဖက်နဲ့ပဲလို့စားလိုက်တယ်ပေါ့နော်ကဲအဲ့တော့ဒါကတော့ပထမဆုံးစားနည်းလေးပေါ့နော်ဒါမွေးငါအရှိရယ်ဒီမုတ်ဖက်တို့မဟုတ်ညက်ဖက်နဲ့ဥစ္စာမှာဒီလိုမျိုးပဲဘာမှမထည့်ဘူးဒီအရှိတိုင်းပဲဆိုစားပါပေါ့နော်စားလိုက်ပါအောင်မယ်အစားစားတော့မယ်ဆိုတော့စပင်တော့ဆိုမချီလိုက်ပြီပေါ့နော်စပင်ဖားလိုက်နေစားနေအဆင်ပြေဘာမှမထည့်ပဲအဲ့လိုစားရမှာဒီငွေငါအရသာဖြစ်ဖြစ်မိမိလေးခံစားရတယ်ပေါ့နော်အဲ့လိုခံစားရတဲ့ကြောင့်မို့ဘာမှမထည့်ပါဘူးအဲ့ဆိုလို့ရှိရင်ဆိုမှနှစ်နည်းမြောက်စားရင်လူလိုက်ကြည့်လိုက်အောင်နော်ဒါလေးကတော့ဆိုမှဒုတိယမြောက်စားနေဖြစ်ပါတယ်ဘယ်လိုမျိုးလေးလဲဆိုတော့ရှင်းရှင်းလေးပါပဲမွေးငါနဲ့ထမင်းနဲ့စားမှာပါမွေးငါနဲ့ထမင်းနဲ့စားမှာဆိုတော့ပထမတနည်းမှာတော့ဆိုမှမွေးငါအရသာကိုတတိကျကျလေးခံစားပြီးစားပြီးဆိုတော့ဟိုကထမင်းလေးနဲ့အဆက်စားမှာဖြစ်ပါတယ်ထမင်းကတော့ဆိုမှစားနိုင်တယ်လို့ပဲပေါ့နော်ထည့်လိုက်မယ်အများကြီးလည်းမစားဘူးဘာလို့ဆိုတော့နောက်တစ် round ကြံနေရစားဖို့อ่ะဆိုတော့လေတချို့ဆိုလို့ရှိရင်မွေးငါရဲ့မှာအဲ့လိုပဲသီးတို့ဒီနာမည်တို့ထည့်တဲ့အပြုံမှာတချို့ဆိုပူစီနန်တို့အဲ့လိုပဲပဲမောက်တို့ပါထည့်ပြီးစားကြရပေါ့နော်ဆိုမှတော့အဲ့ဒီဟာတွေကိုလုံးဝမကြိုက်ပါဘူးမစားတတ်ပါဘူးအဲ့လိုဟာကြီးထည့်လိုက်မွေးငါထဲမှာရှုပ်သွားတယ်မွေးငါမဟုတ်ဘူးခံစားရတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုမှဆိုမှလူဒီမဟုတ်ဘူးနည်းထည့်ပါပေါ့နော်ငွေငါရဲ့အရသာပေါ်မူတည်ပြီးတော့ဒီငမြရီတို့ပါတော့ထည့်တာဘာညာလဲကိုအကြိုက်နေကိုပေါ့နော်ဒီမှာတော့ငွေငါရတာလေးနည်းနည်းလေးပြီးသားဆိုတော့ငမြရီမလို့တော့ဘူးပေါ့နော်ဆက်ရတာလေးပဲချင်းရတာတော့မထည့်တော့ပါဘူးဆိုတော့ဒီဆိုထည့်ပြီးတော့ဘာစားထမင်းဆိုတဲ့လူတွေအတွက်ပေါ့နော်စားထမင်းလေးပါမှာဆိုတဲ့လူတွေအတွက်စားငါဘာလေးတစ်ဖြတ်ဒီလိုမျိုးလေးစားဖြစ်တယ်လို့ရှင်အစလဲခံတယ်စခန်းနေတာပြောတာကအချိန်နဲ့ဘိုက်ကပြန်စားရှောက်ပြီးတော့ကဲစားလိုက်ပါဦးမယ်ကဲဒါလေးကတော့ဆိုမယ်အကြိုက်ဆုံးစားနည်းတွေကတစ်ခုပေါ့နော်ရမ်းစားသွားတာပဲရမ်းစားပါတော့ဒီပကံလေးထဲမှာရှိနေတဲ့ငုတ်တုပ်လေးရှိနေတဲ့ဘဲဥလေးကြက်ဥပေါ့နော်ဘဲဥမရှိလို့ကြက်ဥထည့်တာကြက်ဥလေးကတော့ဆိုဘယ်လိုစားမလဲဆိုရင်တော့ကြက်ဥလေးထည့်ပါတယ်ကြက်သွန်ပန်လေးထည့်ပါတယ်ပြီးတော့လို့ရှိရင်တော့မုတ်ဖက်လေးကတော့မဖြစ်မနေနည်းနည်းလေးထည့်ပါသေးတယ်ဒီနေ့ကတော့မင်းငါ့ကိုထမင်းလွတ်စားဖြစ်ပါတယ်ထမင်းလွတ်ဆိုမှထမင်းလေးတော့နည်းနည်းပါပါတော့ဒီလောက်ပဲထည့်တယ်မုတ်ဖက်ကအဓိကမဟုတ်တော့ဘူးအခုချိန်မှာတခြားပီချာကွေးတို့ပဲကြော်လို့ရှိရဆိုလို့ရှိရင်တော့ဒီ round ကတော့အဲ့ဟာတွေအတွက်တီးတာပေါ့နော်အခုကတော့အိမ်မှာရှိတဲ့ကြက်ဥလေးကိုထည့်ပြီးတော့အိုးဘဲပုံစံလေးလုပ်ထားတာပေါ့နော်ဒါလေးကတော့ကျုံနဲ့တတိယမြောက်စားနေပြီပဲဖြစ်ပါတယ်ကဲစားလိုက်အောင်မယ်ဒီထားလေးပဲတော့
ကျုံနဲ့မွန်းကားယူနည်းနည်းလေးပိုကြကြလေးပြောတာဒီကမမလေးဖြစ်သွားတယ်ပို့ပြီးတော့စားကောင်းလိုက်သူကတော့ကောင်းတော့ကောင်းပါလေဒါပေမဲ့တိတ်တော့မမာဘူးပေါ့နော်ကျုပ်ကမွန်းကားထဲမှာလူငါးဘက်တွေပါလေးထက်ဒီမိုးကျွတ်တုံအနီဘက်လေးပေါ့ရှာရင်ပို့ပြီးတော့ကြိုက်တယ်ဟိုငါးဘက်ရရင်တော့ကြိုက်တော့ကြိုက်တာပေါ့နော်ဒါပေမဲ့မဖြစ်မနေတော့မဟုတ်ဒါပေမဲ့ကျွတ်တုံဆိုင်နေမှာတော့စားမယ်ဆိုလို့ရှိရင်ကျွတ်တုံလေးနည်းနည်းတော့ထည့်ပေးပါအောင်ဆိုအမြဲခက်ခက်တောင်းခါဖြစ်တယ်ပေါ့နော်ဆိုင်ရှင်းကနည်းနည်းတော့မကြိုက်ဘူးပေါ့ခဏခဏတောင်းတော့ကိုအိမ်မှာကျတော့စိတ်ကြိုက်ထည့်လိုက်အောင်ကိုစိတ်ကြိုက်ပေါ့နော်ကိုစားချင်တာကျုံမွန်ရမွန်ငါစားနေ3မိနစ်ရတော့ပြီးတော့ပါပြီအဲ့တော့ကြည့်နေတဲ့သူတွေရောမွန်ငါဘယ်လိုစားကြလဲကွန်မန့်မှာရေးသွားလို့ရပါတယ် channel လေးကို subscribe လုပ်ဖို့လည်းမမေ့နဲ့နော်တတား